မြန်မာနိုင်ငံမှာပဲနေပြီးမင်းသားတွေနဲ့တွေ့လို့ရမယ့်အခွင့်အရေးကောင်းကြီးရောက်ရှိလို့လာပါပြီ။ဟုတ်ပါတယ်မြန်မာနိုင်ငံရန်ကုန်မြို့ကိုဆက်ချာပါနဲ့ဘုံဖရန်တို့အတွဲကလာရောက်မှာဖြစ်ပါတယ်။သူတို့က T-Pop Star Challenge မြန်မာပွဲကိုတက်ရောက်သွားကြမှာဖြစ်ပါတယ်။သူတို့ကိုတွေ့ချင်ရင်ဘယ်လိုလုပ်ရမလဲဆိုတာကို official page ကနေကြေညာလာရေးဖြစ်ပါတယ်။လက်မှတ်ဝယ်လို့ရမယ့်အဆင့်ဆင့်ကိုဒီနေရာမှာရှင်းပြပေးသွားပါမယ်။အကောင်းဆုံးသတင်းကတော့ဒီပွဲကိုအလကားကြည့်ခွင့်ရမှာပဲဖြစ်ပါတယ်။ပွဲက2ရက်လုံးမှာဖြစ်တာကြောင့်တစ်ရက်ကိုလူ1080ကဒီပွဲကိုအလကားကြည့်လို့ရမှာပါ။အဲ့တော့ကြည့်ဖို့လက်မှတ်ဝယ်ဖို့ဆိုရင်Surf Java ရှိတဲ့နေ့အတွက်ပွဲကိုမေလ30ရက်နေ့မနက်10:00နာရီမှာလက်မှတ်ဖွင့်မှာဖြစ်ပြီးတော့ဘုံပရုံကိုတွေ့ကျင်တဲ့သူတွေကတော့မေလ30ရက်နေ့နေ့လယ်တနာရီမှာလက်မှတ်ဝင်လို့ရမှာပဲဖြစ်ပါတယ်။လက်မှတ်ကိုကိုယ်တိုင်တင်လို့ရတာမလို့အခုပြထားတဲ့ website မှာပဲဝင်တင်လို့ရပါတယ်နော်။လူတယောက် email တစ်ခုကိုလက်မှတ်တစ်ခုသာတင်လို့ရမှာဖြစ်ပါတယ်။လက်မှတ်တင်တဲ့အခါကိုယ့်ရဲ့နာမည်ပါပြီးသားဖြစ်တာမို့သူများကိုလက်လွဲပေးလိုက်လို့တော့မရပါဘူးနော်။အဲ့ဒါလေးကိုတော့တည်ထားမှရပါမယ်။အရင်ဝင်တင်တဲ့သူကအရင်ရမှာဖြစ်လို့အချိန်အတိအကျတော့ website ထဲဝင်ထားမှဖြစ်ပါမယ်နော်။လက်မှတ်တင်ဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့မှတ်ပုံတင်မှုရင်ဒါမှမဟုတ်ကျောင်းသားကတ်နံပါတ်နာမည်နဲ့မွေးသက်ကရက်လက်ရှိသုံးနေတဲ့ဖုန်းနံပါတ်ပြီးရင်အရေးပေါ်ဆက်သွယ်လို့ရမယ့်သူရဲ့အမည်နဲ့ဖုန်းနံပါတ်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်2011နဲ့2011ရှေ့ပိုင်းမှာမွေးခဲ့တဲ့သူတွေဒါဒီပွဲကိုတက်ရောက်ခွင့်ရမယ်လို့လည်းသူတို့ကရေးထားပါသေးတယ်အခုတခါလက်မှတ်တင်ရင်းနဲ့ထိုင်ကုန်ကိုပါတခါလေးရွေးလို့ရမှာမလို့ကိုလူချင်းတဲ့နေရာကိုရွေးခဲ့လို့ရပါတယ်နောက်ဆုံးမတင်ခင်ကိုဖြည့်ခဲ့တဲ့အချက်လက်တွေကိုမှတ်တော့တေချာလေးပြန်စစ်ပေးခဲ့ဖို့လိုပါတယ်မှားနေရေးဘုကေတထားတာကအကျုံးမဝင်တော့ဘူးဖြစ်သွားမှာပေါ့နော်အဲ့တော့အားလုံးပြီးသွားပြီဆိုရင်တော့ကိုယ့်ရဲ့ booking ID ပေါ်လာမှာဖြစ်ပြီးတော့အဲ့ဒါလေးကို screenshot ရိုက်ပြီးတင်ထားလို့ရပါတယ်လက်မှတ်တွေကိုဘယ်အချိန်ထုတ်ရမလဲဆိုရင်ပွဲလုံးမဲ့နေ့မနက်8:00နာရီခွဲကနေနေ့လယ်10:00နာရီထိ Novotel Hotel မှာထုတ်လို့ရပါတယ်။ထုတ်ဖို့အတွက်ဘာတွေယူလာရမလဲဆိုရင်တော့မှတ်ပုံတင်မှုရင်ဒါမှမဟုတ်ကျောင်းသားကတ်မှုရင် booking ရထားတဲ့အကြောင်း screenshot ပြီးစင်းသွင်းထားတဲ့ဖုန်းနံပါတ်ပါတဲ့လက်ကင်ဖုန်းတွေကိုလည်းယူလာခဲ့ရမှာဖြစ်ပါတယ်ပေါ့နော်။တကယ်လို့တနာရီနောက်ပိုင်းမှာကိုက Novotel Hotel ရောက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ idol ကိုတွေးခွင့်ရတော့မှာမဟုတ်ပါဘူး။အဲ့တော့အားလုံးပဲလက်မှတ်လူတဲ့နေရာမှာကန်ကောင်းကြပါစေ။